အခုလိုကြောင့်ဘော်ဘီဆောက်စားထက်အိမ်အောင်ရှင်မကောင်းပြီးသားလို့ချီကျူးခံနေရတဲ့နန်ဆူရရီဆိုပရိသတ်များအလုံးပဲမင်္ဂလာပါရှင်နန်ဆူရရီဆိုနဲ့ဘော်ဘီဆောက်စားတို့ကတိုက်ရိုက်မသက်ဆိုင်ကြပြီမဲ့လဲလွမ်းပိုင်ကြောင့်မို့သက်ဆိုင်နေရသူတွေဆိုရင်လည်းမမှားပါဘူးလွမ်းပိုင်ကဘော်ဘီဆောက်စားနဲ့73နှစ်ကြာတွဲခဲ့ပြီးတဲ့နောက်မှာသူ့ဘက်ကနေစတင်သစ္စာဖောက်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာလွမ်းပိုင်ကနန်ဆူရရီဆိုနဲ့တွဲနေခဲ့တာမို့အားလုံးကနန်ဆူရရီဆိုကိုလည်းဝေဖန်ကြတာပါနန်ဆူရရီဆိုကစနိုက်ခဲ့သူမဟုတ်ပေမဲ့အခုလက်ရှိတွဲနေတဲ့သူမို့ဂျားရဲကနေလူမုံခံရတာဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်နန်ဆူရရီဆိုရဲ့အပေမှာလွမ်းပိုင်အမြဲလို့မြင်တွေ့နေရတာဖြစ်ပါတယ်နန်ဆူရရီဆိုအိမ်အသက်ဝဲကအိမ်အသက်တက်ပွဲလုပ်တုန်းကလည်းလွမ်းပိုင်ကရှိနေခဲ့သလိုနန်ဆူမိဘတွေနဲ့ပါမိတ်ဆက်ပေးထားခဲ့တာပါဒါအပြင်အခုနောက်ပိုင်းမှာနန်ဆူရရီဆိုကအရင်ကနဲ့ကိုလုံးဝမတူတော့ပဲပြောင်းလဲလာခဲ့တာပါအိမ်အသက်ကိုပြောင်းပြီးတဲ့နောက်ပိုင်းမှာဗလော့တွေလည်းတစ်ခုပြီးတစ်ခုတင်လာခဲ့တာပါသူတင်လာတဲ့ဗလော့တွေကဟင်းချက်တဲ့ဗီဒီယိုတွေဖြစ်ပါတယ်အစားပိုင်းတုန်းကတော့မုတ်လို့စားတဲ့ဗီဒီယိုလေးတွေတင်မိမဲ့နောက်ပိုင်းမှာနန်ဆူရရီဆိုကဟင်းတွေကိုပါကိုရိုင်းဟင်းချက်တက်နေတာဖြစ်ပါတယ်ညစ်ချင်ဟင်းလိုဟင်းတွေပါတေချာချက်တက်နေတာကြောင့်အားလုံးကချီးကျူးနေကြတာဖြစ်ပါတယ်နန်ဆူရရီဆိုကဟင်းချက်ရတာကိုဝါသနာပါလို့ကိုရိုင်းအမျက်ချက်စားလေးရှိပါတယ်အခုပြောင်းလိုက်တဲ့အိမ်ကဟင်းချက်တဲ့နေရာဆိုလေတေချာလေးဖြစ်တာမို့အတော်လေးကိုအဆင်ပြေနေတာပါဒါကြောင့်မို့ရှူတင်နာပြီဆိုတာနဲ့ဟင်းတွေချက်ကဗလော်ရီတစ်ခုပြီးတစ်ခုတင်ပေးနေတာပါနန်ဆူရရီဆိုကဟင်းမျိုးစုံရောမုံမျိုးစုံမှာလှုပ်ရှားတတ်တာမို့ပရိသတ်တွေကတော့အတော်လေးကိုသဘောကျနေကြတာပါမိမသားလည်းပြီးသားသလိုဖခင်တရားလည်းကိုင်းဆိုင်တာကြောင့်အိမ်အောင်ရှင်မကောင်းပြီးသားတယ်လို့ချီးကျူးနေကြတာပါလက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်နန်ဆူရရီဆိုကအိမ်မိုးကိစ္စကိုနိုင်နေတယ်လို့လည်းခံမှန်းနေကြတာပါအမျိုးသားတွေကအိမ်မိုးကိစ္စနိုင်နေတဲ့သူဆိုကြိုက်ကြတာမို့လွမ်းပိုင်ကနန်ဆူရရီဆိုကိုရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ထင်ရရီခံမှန်းနေကြတာဖြစ်ပါတယ်ဘော်ဘီဆောက်စာကမိမသားဆန္ဒမျိုးလည်းမရှိပဲပေါ့ပပနေရတာကိုသာပိုကြိုက်တာဖြစ်ပါတယ်အခုလက်ရှိမှာတော့ဘော်ဘီဆောက်စာရောလွမ်းပိုင်ရောကိုဘွားကိုရှောက်လန်းနေကြပါပြီလွမ်းပိုင်ဆိုရင်လည်းနန်ဆူရရီဆိုနဲ့တွဲနေကြောင်းထုတ်မပြောထားသေးပေမဲ့အားလုံးကသိနေပြီးသားဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောလွမ်းပိုင်နဲ့နန်ဆူရရီဆိုတော့အပေါ်ဘယ်လိုမျိုးမြင်လဲဆိုတာကောမန့်မှာရေးသားခဲ့ကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်